မြတ်စွာဘုရားလက်ထက်တုန်းကဘုရားပေါ်မှာမကျေနပ်တဲ့ယဟန်သူနဲ့ခတ်တာလို့ခေါ်တယ်သူဟာလိဆွေမင်းသားတူပဲလိဆွေမင်းသားကနေပြီးတော့မြတ်စွာဘုရားကိုကြီးညိုပြီးသာသနာပေါ်ဝင်လာတာသူနဲ့ခတ်တာကောင်းသောနဲ့ခတ်နဲ့မွေးလာတဲ့ပုဂ္ဂိုလ်လို့နာမည်ကတော့အဲ့လိုမှတ်တာသူနဲ့ခတ်တာယဟန်ဟာမြတ်စွာဘုရားပေါ်မှာမကျေနပ်တဲ့ဒေါသဖြစ်เสียအဲ့တော့လောကမှာလူချင်းပေါင်းသင်းဆက်ဆံနေတဲ့အခါမှာကိုမကြိုက်တာဆိုလို့ရှိရင်ဒေါသဆိုဖြစ်တတ်တယ်အခက်မသိဒေါသဖြစ်တယ်အမေပေါ်လဲဒေါသဖြစ်တာအဖေပေါ်လဲဒေါသကိုမကြိုက်တာအတိုင်းကိုကြိုက်တာကြီးဘယ်တော့ဖြစ်မလဲလေမဖြစ်နိုင်တော့ကိုမကြိုက်တာတစ်ခုခုဖြစ်သွားလို့ရှိရင်အထင်အမြင်တွေလွဲသွားတယ်အဲ့ဒီသူနဲ့ခတ်တာယဟန်ကမြတ်စွာဘုရားစီကနိနာနေသိရခံပြီးသမထကျင့်စဉ်ကျင့်တယ်မြတ်စွာဘုရားဟောပြတယ်သမထကျင့်စဉ်ကျင့်တယ်ဒိဗ္ဗစက္ခုပင်ရှင်ရတဲ့အခါမှာဒိဗ္ဗစက္ခုပင်ရှင်ဆိုတာမမြောင်းတလဲရလိုက်တယ်လို့ပဲတမာတိစွမ်းအားနဲ့လောကကြီးတစ်ခုလုံးကိုလင်းရံဖြတ်ပြီးတော့ကြည်တယ်ကြည့်ရင်အဲ့ဒီအလင်းရောင်ဖြတ်တဲ့နေရာအကုန်မြင်ရတာသူကကောင်းကင်ဘုံမှာရှိတဲ့နတ်ဘုံနတ်နန်းတွေဘက်ကိုဥလှည့်ပြီးတော့ကြည့်လိုက်တဲ့အခါမှာအမှန်တန်ချုံမောလှပတဲ့နတ်သားနတ်သမီးတွေကိုမြင်နေရတယ်ဒါသူ့ရဲ့မြင်ကွင်းထဲမှာအဲ့ဒါတွေမြင်လာတဲ့အခါမှာသူကဒိဗ္ဗစက္ခုပဲရတာဒိဗ္ဗသောတာမရဘူးသူဟာနဲ့သူလူဟာမျက်စိရရုံနဲ့ကြားတာမှမဟုတ်တာနော်နားကမှကြားတာလေမျက်စိရောနားရောနှစ်ခုစုံမှမြင်လဲမြင်ကြားလဲကြားသူ့ဩဂန်နဲ့သူပဲသူကလည်းရတာကအမြင်စွမ်းအားတစ်ခုပဲရထားပြီးအခြားစွမ်းအားကမရတော့သူစဉ်းစားတယ်ဒါလောက်ချုံမိုးလှပတဲ့ရုပ်ရည်ရှိတဲ့နတ်တွေဟာသူတို့အတန်ကဘလောက်မြတ်ကောင်းလိုက်မလဲကြားကျင်လိုက်တာပေါ့သူတို့ပြောတဲ့စကားသံလေးတွေကြားကျင်လိုက်တာကြားဖို့နီလန်းကိုမြတ်စွာဘုရားစီသွားမေးတယ်သွားမေးတဲ့အခါမြတ်စွာဘုရားကြည့်လိုက်တယ်သူလုံးလို့ရမလားလို့ဆိုသူကအတိတ်ဘဝတုန်းကသူတော်စင်သူတော်မြတ်တစ်ပါးကိုနားကန်းအောင်လုပ်ခဲ့တယ်အဲ့ဒီအကုသိုလ်ကသူ့လွှမ်းနေပြီနာကန်းအောင်လုပ်ခဲ့တဲ့အကုသိုလ်ကအန္တရာယ်ကြီးတစ်ခုအနေနဲ့အဟံတာဖြစ်သည့်အတွက်ကြောင့်ဒီဘဝမှာသူကဒိဗ္ဗသောတာမရနိုင်ဘူးပေါ့တပိုင်းဣယလို့ဆိုတဲ့နတ်နာလို့ဟာမျိုးသူမရနိုင်ဘူးမြတ်စွာဘုရားကသူ့ဒိဗ္ဗသောတာရတဲ့နိလန်းကိုဘုရားဆိုတာအကျိုးရှိမှလုပ်ပေးတယ်အကျိုးမရှိမလုပ်မပေးတော့သူကစိတ်ဆိုးတယ်သူစိတ်ထဲမှာလည်းဘလို့ထင်သွားတော့ဆိုဂေါတမဗုဒ္ဓသူလည်းမင်းသားငါလည်းမင်းသားသူကလည်းဒီစွမ်းရည်တတိတွေရှိတယ်သူကအမြင်အာယုံလည်းရှိတယ်အကြားအာယုံတွေလည်းရှိတယ်အဲ့တော့အမြင်အာယုံငါကသူ့တဲ့နှိမ့်ချနေတာအကြားအာယုံငါမရသေးတာပဲရှိတယ်အမြင်အာယုံရတယ်အကယ်၍သူအကြားအာယုံရတဲ့နီးကိုပေးလိုက်မယ်ဆိုလို့ရှိရင်သူနဲ့ဓာတ်နုဖြစ်သွားမှာဆိုလို့ငါနီးမပေးတာလို့ဟောသူ့အတွေ့နဲ့သူတွေးတာနော်ဘာကြောင့်မရတာတုံးဆိုတာသူမလျှောက်ဘူးသူ့အတွေ့နဲ့တွေးပြီးတဲ့အခါမှာဘုရားပေါ်မှာဒေါသထွက်တယ်လောကလူတွေဟာဒေါသဖြစ်နေပြီဆိုရင်မတွေးသင့်တာတွေတွေးတာဒါသဘာဝပဲလေအဲ့လိုဒေါသထွက်ပြီးတော့တွေးလိုက်ပြီးတော့မြတ်စွာဘုရားနဲ့ပတ်သက်ပြီးဒီကိုယ်တော်ကြီးဟာဘာမှထူးခြားတဲ့အသိဉာဏ်ရှိတဲ့ပုဂ္ဂိုလ်မဟုတ်ပါဘူးဆိုပြီးဆွဆွဲပြောဆိုအဲ့ဒါကိုရှင်းညွှန်းပြီးတော့မြတ်စွာဘုရားဒုဋ္ဌောဝါဒေါသံတရောလူတယောက်ဟာစိတ်အလိုမကျလို့ရှိရင်ဒေါသဖြစ်တယ်ဒီပြန်မပြောနဲ့လေလူတွေဟာကုညီကြတဲ့တယောက်နဲ့တယောက်အကြောင်းမသိလို့မကူနိုင်တဲ့အခါဆိုလို့ရှိရင်လူတွေကစိတ်တူတယ်အခါတရားကူထားပေမဲ့တစ်ခါမကူဘူးဆိုရင်စိတ်ဥပမာဆိုတော့အကြောင်းကိစ္စရှိလို့သူ့ငါကားလေးငှားစီးတယ်ဆိုတော့ဟိုကငှားတယ်ခဏငှားပေးတယ်သို့တော့တခါကျတော့သူ့မှာလည်းအစမပြေတော့မငှားလိုက်ဘူး10ခါငှားထားတာကိုကျေစုမတင်ဘူးတခါမငှားဘူးဆိုစိတ်တိုးတယ်ဒါလူသဘာဝပဲနော်အဲ့ကြုံဦးကြလိမ့်မယ်အဲ့ဒါမျိုးအဲ့ဒါလို့စိတ်အခက်မသိဖြစ်သွားတဲ့အခါမှာလူဟာဆွဆွဲတတ်လာတယ်မမှန်ကမကနေပြောဆိုတတ်လာတယ်တဲ့အဲ့ဒါမမှန်မကန်ပြောဆိုမှုကကြီးမားတဲ့အပြစ်တစ်ခုကျွလွန်ရာရောက်သွားတယ်နောက်တစ်ခုကတော့ဘာလို့ဆိုရင်
တတ္ထောဝဒုက္ခိတေနာဒီလိုကတော့တရားလို့ဆိုရယ်ယုံကြည်မှုအားကောင်းတယ်ဘာပဲလက်ခံနဲ့ဘုရားကိုသိချင်ညိုတယ်ဘုရားတရားတန်ခါသိချင်ညိုတယ်ကြည်ညိုလွန်းအားကြီးတဲ့အခါလဲမှားတတ်တယ်နော်ဒေါသထွက်နေတဲ့အမှားကတစ်မျိုးကြည်ညိုလွန်းအားကြီးနေတဲ့အမှားကလည်းတစ်မျိုးပဲမြတ်စွာဘုရားကိုကြည်ညိုလွန်းအားကြီးတဲ့အခါမှာအစွန်းရောက်အတွေးတွေဝင်လာတတ်တယ်ဆိုပါစို့ဘုရားဆိုတာဟာမြတ်စွာဘုရားမှာရှိတဲ့ယုံနံငါးတဏ္ဍာမှာရှိတဲ့ယုံနံတူတယ်လို့မထင်ဘူးမြတ်စွာဘုရားမှာရှိတဲ့ယုံနံတွေဟာလောကုတ္တရာတရားတွေတမ္မာပုဂ္ဂိုလ်ရဲ့တဏ္ဍာမှာရှိတဲ့ယုံနံတွေကလောကီတွေလို့အစွန်းရောက်တွေးလာတာပေါ့နော်အထင်ကြီးလုံးလေးစားလုံးကြောင့်ပို့ပြီးတော့လွယ်မှားတဲ့အတွေးတွေလာတာမုဒ္ဒပတ္တနော blind faith ဆိုတာအဲ့ဒါပြောမုဒ္ဒပတ္တနာဘာမှအကြောင်းမပြနိုင်ပဲနဲ့အယမ်းမဲ့မျက်ကန်းကြည်ညိုမှုမျိုးတွေကိုဖြစ်လာစေတယ်တရားတရားအကောင်းလုံးအားကြည့်ပြီးအသိဉာဏ်အားနေလို့ရှိရင်မျက်ကန်းကြည်ညိုမှု blind faith ဆိုတာဖြစ်လာ blind faith ဖြစ်လာပြီဆိုရင်ဟုတ်မဟုတ်ဘာပဲဖြစ်ဖြစ်အကုန်လုံးစွတ်ပြီးတော့လက်ခံတော့တာပဲအဲ့ဒီစွတ်လက်ခံတာကိုမမှန်မကန်လက်ခံတာကိုဒုက္ခိတလို့ခေါ်တယ်မမယွင်လက်ခံမှုတွေဖြစ်လာတယ်အယူဆတွေလွဲမှားလာတယ်အဲ့လိုလွဲမှားလာသည့်အတွက်ကြောင့်သူဟာလည်းပဲလွဲမှားပြောဆိုခြင်းဟာလည်းပဲဆွဆွဲခြင်းတစ်မျိုးပဲဒါလည်းဆွဆွဲရရောက်တယ်